TV ရဲ့ဖက်စင်တဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တပတ်အတွင်းစုစည်းရရှိထားတဲ့သတင်းတွေကိုကျမလေးကိုစမင်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စုစည်းရရှိထားတဲ့သတင်းတွေကတော့နမ်ဆာမြို့မှာ PSR PNA ရဲ့အပတ်စဉ်လုံးနိုင်ငံရေးတိပန်ကြောင်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တဲ့သတင်း။တောင်ပညာရေးရမုံငွေထီရန်နာမဲ့သတင်း။နမ်တူမြို့မှာအပတ်စဉ်တဲ့အမျိုးသမီးခေါင်းဆောင်မှုရှီလစ်ကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တဲ့သတင်းနဲ့တခြားသတင်းတွေကြားရမှာပါပထမဆုံးအနေနဲ့နမ်ဆန်မြို့မှာ PSF ထီယာညာရဲ့အပတ်စဉ်တုံးနိုင်ငံရေးတစ်ပန်ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တဲ့သတင်းကြားရမှာပါတောင်ပြည်နမ်ဆန်ခရိုင်နမ်ဆန်မြို့မှာပြီးခဲ့တဲ့မေလ3ရက်နေ့မနေ့ပိုင်းကမိမိတို့ PSF ထီယာညာရေးကနေနိုင်ငံရေးသိပ္ပံကျောင်းအပတ်စဉ်တုံးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုမိမိတို့ PSF ထီယာညာရေးရဲ့အထွေထွေအတွေ့အကြုံမှုဖြစ်တဲ့ဗိုလ်ချုပ်တာဖုံးကျော်တွဲဖက်အထွေထွေအတွေ့အကြုံမှုနှင့်ဗိုလ်မှူးကြီးတာဘန်လာမဟာမိတ်နဲ့နိုင်ငံခြားရေးရာဌာနမှဗိုလ်မှူးကြီးတာမိုဟိန်းနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေတင်ကြားရေးဆရာဆရာမနဲ့ဒေသခံမိဘပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာဗိုလ်ချုပ်တာဖုံးကျော်ကနိုင်ငံရေးတစ်ပံကျောင်းဖွင့်လှစ်တာဟာနိုင်ငံရေးအသွေးခေါ်တွေမြင့်တင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့အတွက်အေးအားဖြစ်လာစေဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့တွေဒီထက်ပိုပြီးအလိုလိုကြားရမယ်ဆိုပြီးအဖွင့်အမှာစကားမှာထပ်တွင်ပြောကြားခဲ့ပါတယ်။အပတ်စဉ်တုံးအတွက်တက်ရောက်ခွင့်ရကြတဲ့ကျောင်းသူကျောင်းသားတွေဟာစုစုပေါင်း26ဦးရှိပြီးအရေးချင်းအနေနဲ့ပညာရေးစနစ်ဟောင်းဆိုရင်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့သူတွေဖြစ်ပြီးပညာရေးစနစ်တစ်မှာဆိုရင်Grade 12အောင်မြင်ပြီးတဲ့သူတွေဖြစ်ကြပါတယ်။တင်ကြားရေးကာလကို3နှစ်တတ်မှတ်ထားပြီးတော့အင်္ဂလိပ်စာဘာသာရပ်နဲ့အခြေခံလူ့ခွင့်ရေးဆိုင်ရာဘာသာရပ်တွေပြီးတော့နိုင်ငံရေးဆိုင်ရာအခြေခံဘာသာရပ်တွေအပြင်နိုင်ငံရေးစီးပွားရေးနဲ့အစစ်မြစ်နိုင်ငံရေးဘာသာရပ်တွေတင်ကြားပေးသွားမှာဖြစ်ပါတယ်။ကျောင်းဖွင့်ပွဲမှာတွဲဖက်အထွေထွေအတွေ့အကြုံမှုနေ့ဖြစ်တဲ့ဗိုလ်မှူးကြီးတာဘန်လာကလည်းအဘဘမှာလိုအပ်ချက်တွေရှိနေသေးတာကြောင့်လက်ရှိကျောင်းသူကျောင်းသားတွေကိုအားကိုးအားပြုရမှာဖြစ်တယ်ဆိုပြီးတရားအမှားစကားပြောကြားခဲ့ပါတယ်။ဒါအပြင်ကျောင်းရဲ့ကိစ္စအဝဝအောင်မြင်ပြည့်စုံအောင်ဝိုင်းဝန်းစ조사ပေးကြဖို့နဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့တင်ကြားရေးကာလအတွင်းဘာသာရပ်တိုင်းကိုအလေးနက်ထားတည်ယူလေ့လာတွားကြဖို့လိုအပ်တယ်ဆိုပြီးတိုက်တွန်းပြောကြားခဲ့ပါတယ်။မိမိတို့ PSF ထီယာညာရဲ့အနေနဲ့နိုင်ငံရေးတစ်ပံကျောင်းဖွင့်လှစ်တာဟာရဲဘော်စစ်တီတွေနိုင်ငံရေးအတွေးခေါ်မြင့်မားစေဖို့နဲ့အုပ်ချုပ်ရေးကဏ္ဍအပြင်ဌာနဆိုင်ရာအတီးတီးမှာဥဆောင်နိုင်သူတွေပိုပြီးများပြားလာစေဖို့ဖြစ်ပါတယ်။နမ်ဒူမြို့မှာအပတ်စဉ်တဲ့မြို့သမီးခေါင်းဆောင်မှုရှီလစ်ကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့တဲ့တဲ့တင်ဆက်ရအောင်ပါ။ဒီတဲ့ကိုတော့ဒီတက်ကနေမလေးကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ပြည်နမ်ဆန်ခရိုင်နမတူမြို့မှာမိမိတို့ PSRF TNLA ရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကနေအပတ်စဉ်တဲ့အမျိုးသမီးခေါင်းဆောင်မှုရှီလစ်အကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုပြီးခဲ့တဲ့မေလ4ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့မိမိတို့ PSRF TNLA ရဲ့အထွေထွေအတင်းယမှုဖြစ်တဲ့ဗိုလ်ချုပ်တာဘုံကျော်တောင်ပြည်ကောင်စီရဲ့ဒုဥက္ကဋ္ဌတစ်ဖြစ်တဲ့ဒီဒီမိုခမ်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေပြီးတော့ဒေတာခန်မိဘပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။အခုလိုအမျိုးသမီးခေါင်းဆောင်မှုအကယ်ဒမီကျောင်းဖွင့်လှစ်တာဟာမိမိတို့ PSRF TNLA ရဲ့ကဏ္ဍအတီးတီးမှာအမျိုးသမီးတွေရခင်ကထပ်ပိုပြီးပါဝင်လာစေဖို့နဲ့နိုင်ငံရေးအခမ်းကဏ္ဍအပြင်မူဝါဒချမှတ်ရေးကဏ္ဍတွေမှာလည်းအမျိုးသမီးတွေရဲ့ဦးဆောင်မှုအခမ်းကဏ္ဍပိုပြီးများပြားလာစေဖို့ဖြစ်ပါတယ်။မိမိတို့ PSRF TNLA ရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကနေဖွင့်လှစ်လိုက်တဲ့အပတ်စဉ်တဲ့အမျိုးသမီးခေါင်းဆောင်မှုရှီလစ်အကယ်ဒမီကျောင်းမှာကျောင်းသူ10ဦးတာကန့်သက်ခေါ်ယူတာဖြစ်ပါတယ်။တမတ်ချက်အနေနဲ့အသက်18နှစ်ကနေ29နှစ်အကြားရှိရမှာဖြစ်ပြီးတော့ပညာရေးအရေးချင်းမှာလဲပညာရေးစနစ်ဟောင်းဆိုရင်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြည့်မြောက်ထားတဲ့သူနဲ့ပညာရေးစနစ်တစ်ဆိုရင် Grade 12အောင်မြင်ထားတဲ့သူတွေဖြစ်ကြပါတယ်။တင်ကြားရေးကာလကတော့26လကြာမြင့်မှာဖြစ်ပြီး semester 3ခုခွဲပြီးတင်ကြားပေးသွားမှာဖြစ်ပါတယ်။တင်ကြားရေးဘာသာရပ်တွေအနေနဲ့အခြေခံလူအခွင့်အရေးနဲ့အမျိုးသမီးဆိုင်ရာအခွင့်အရေးဘာသာရပ်တွေအင်္ဂလိပ်စာဘာသာရပ်နဲ့တကူရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘာသာရပ်တွေပို့ချတင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။တောင်ပြည်ရဲတပ်ဖွဲ့ကနမ်ခမ်မြို့နယ်မှာရှိတဲ့မူရစ်စေဝါရောင်းဝယ်သုံးစွဲသူတွေကိုထပ်ပြီးဖမ်းဆီးလိုက်တဲ့တဲ့ဖြစ်ပါတယ်။တောင်ပြည်ရဲတပ်ဖွဲ့ကနေနမ်ခမ်မြို့နယ်အတွင်း
မွေးရစေဝါရောင်းဝယ်တုံးဆွဲတဲ့အမျိုးသားအမျိုးသမီး12ဦးကိုပြီးခဲ့တဲ့မေလ1ရက်နေ့2ရက်နေ့နဲ့3ရက်နေ့တို့မှာထပ်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။နမ်ခါမြို့နယ်အတွင်းဖမ်းဆီးရမိတဲ့မွေးရစေဝါရောင်းဝယ်တုံးဆွဲသူတွေဟာမွေးရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းလှုပ်ဆောင်နေစဉ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့မွေးရစေဝါရောင်းဝယ်တဲ့အမျိုးသမီး2ဦးနဲ့တုံးဆွဲတဲ့အမျိုးသား10ဦးဖမ်းဆီးရမိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကလည်းမိုင်းမီမြို့နယ်ရဲတပ်ဖွဲ့ကနေမွေးရစေဝါတုံးဆွဲတဲ့အမျိုးသား9ဦးကိုရှောက်တခဲစစ်ဆေးရမှာဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့မွေးရစေဝါရောင်းဝယ်တဲ့သူတွေကိုမွေးရစေဝါတိုက်ဖြတ်ရေးဥပဒေနဲ့အညီအမှုဖွင့်အရေးယူသွားမှာဖြစ်တယ်လို့တုံးဆွဲတဲ့သူတွေကိုလည်းအကျင့်စာရိတ္တတွေပြုပြင်ပေးသွားမှာဖြစ်ပါတယ်။တောင်ပြည်အတွင်းမွေးရစေဝါတုံးဆွဲတာနဲ့ရောင်းဝယ်ဖြန့်ဖြူးတာတွေပပျောက်စေဖို့အတွက်တောင်ပြည်ရဲတပ်ဖွဲ့ကနေအကြံဟုံမြင့်လှုပ်ဆောင်လျက်ရှိပါရရှင်။နမ်ခမ်းမြန်မာတောင်စာပေဖွဲ့ TRA ကအပတ်စဉ်တစ်စွမ်းရည်မြင့်တင်နန်းစင်ပွဲပြုလုပ်ခဲ့တဲ့တဲ့တင်ဖြစ်ပါတယ်။တဲ့တင်ကိုတော့ဒီရက်ကနေလေးကတင်ဆက်ပေးသွားမှာပါ။တောင်ပြည်နမ်ခမ်းခရိုင်နမ်ခမ်းမြို့မှာတောင်စာပေအဖွဲ့ TRA ကနေပြီးခဲ့တဲ့မေလ2ရက်နေ့မှာအပတ်စဉ်တစ်စွမ်းရည်မြင့်တင်နန်းစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။တင်နန်းကိုပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကနေမေလ2ရက်နေ့အထိ12ရက်ကြာပြုလုပ်ခဲ့တာဖြစ်ပြီးတော့တောင်စာပေတင်ကြားပေးတဲ့ဆရာဆရာမပေါင်း23ဦးတက်ရောက်တင်ကြားခဲ့ပါတယ်။တင်နန်းစင်ပွဲမှာထူးချွန်တဲ့ဆရာဆရာမတွေကိုဂုဏ်ပြုစုပေးအပ်ခြင်းနဲ့ဆရာဖြစ်တင်နန်းတက်ရောက်အောင်မြင်ပြီးကြောင်းအတိအမှတ်ပြုလက်မှတ်တွေပေးအပ်ခဲ့ပါတယ်။အဲ့ဒီတင်နန်းစင်ပွဲကိုတောင်စာပေအဖွဲ့ TRA ကတာဝန်ရှိသူတွေတင်နန်းသူတင်နန်းသားတွေပြီးတော့ဆရာဆရာမတွေတက်ရောက်ခဲ့ကြပါတယ်။စွမ်းရည်မြင့်တင်တဲ့ပတ်စဉ်တစ်ကိုတက်ရောက်လာကြတဲ့ဆရာဆရာမတွေဟာတောင်စာပေအဖွဲ့ TRA ကနေဥဆောင်ဖွင့်လှစ်တဲ့TOT ဆရာဖြစ်တင်တဲ့အပတ်စဉ်နှစ်ကနေပတ်စဉ်9အထိတက်ရောက်ပြည့်မြောက်ထားတဲ့သူတွေဖြစ်ကြပါတယ်ရှင်။တောင်ပညာရေးရန်ပုံငွေတီခိတရနာမဲ့တဲ့ဖြစ်ပါတယ်။တောင်ဒေတာကကလေးတငယ်တွေရဲ့ပညာရေးကဏ္ဍကိုတစ်ဖက်တလန်ကနေကူညီထောက်ပံ့နိုင်ဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်နေတဲ့တောင်ပညာရေးရန်ပုံငွေတီကို2026မေလ9ရက်နေ့မှာတော့ခိတရနာသွားမှာဖြစ်ကြောင်းသက်ဆိုင်ရာထီယုံကထုတ်ပြန်ကြေညာလိုက်ပါတယ်။တောင်ပညာရေးရန်ပုံငွေထီကိုလွန်ခဲ့တဲ့2023ခုနှစ်ဇွန်လမှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဖွင့်လှစ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာဒေသခံပြည်သူလူထုတွေရဲ့အားပေးဝန်းရံခြင်းနဲ့ဝိုင်းဝန်းပံ့ပိုးကူညီခြင်းတွေကြောင့်35ကြိမ်တိုင်ရပ်တည်နိုင်ခဲ့တာဆိုပြီးထပ်တွင်ရေးသားထားပါတယ်။တောင် Education Fund Lottery အနေနဲ့ဒီဖွင့်လှစ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာအဖက်ဖက်ကနေဝိုင်းဝန်းကူညီအားပေးခဲ့ကြတဲ့မိဘပြည်သူတွေရန်နေရဝေကကူညီပါဝင်ခဲ့ကြတဲ့မိတ်ဆွေတွေကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ချက်မှာထပ်တွင်ပြောကြားထားပါတယ်။အခုလိုခေတ္တရနာရတာဟာလက်ရှိနိုင်ငံရဲ့အခြေအနေနဲ့ပြည်သူလူထုတွေရဲ့စီးပွားရေးအခက်အခဲတွေကြောင့်ဖြစ်ပြီးတောင်ပညာရေးရန်ပုံငွေထီလုပ်ငန်းဆက်ပြီးလည်ပတ်နိုင်ဖို့အခက်အခဲတွေရှိနေပါတယ်။ဒါကြောင့်လာမယ့်36ကြိမ်မြောက်ထီဖွင့်ပွဲကိုဖွင့်လှစ်တွားမှာမဟုတ်ပဲခေတ္တရနာတွားမှာဖြစ်တယ်ဆိုပြီးအတိပေးထားပါတယ်။တောင်ပညာရေးရန်ပုံငွေထီကိုအပြီးတိုင်ရနာတာမဟုတ်လို့တောင် Education Fund Lottery အနေနဲ့ထီလုပ်ငန်းတွေကိုအများဆုံးပြန်ပြီးစတင်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်တွားမှာဖြစ်တယ်လို့ပြန်ပြီးစတင်မဲ့အချိန်ကိုထပ်ပြီးအတိပေးကြေညာတွားမယ်လို့ဆိုထားပါတယ်ရှင်။နောက်ဆုံးတစ်ပုတ်အနေနဲ့မန်တုံမြို့အတွင်းပျက်စီးနေတဲ့လမ်းတွေကိုကွန်ကရစ်လမ်းအဖြစ်ပြန်ပြီးပြုပြင်လိုက်တဲ့တဲ့ဖြစ်ပါတယ်။ဒီတဲ့ကိုတော့ DD Subscribe ကပြောပြပေးတွားမှာဖြစ်ပါတယ်။ တောင်ပြည်မန်တုံခရိုင်မန်တုံမြို့မှာမိမိတို့ PSLF ဒီနယ်လေးရဲ့မြို့နယ်စီပင်သားရရေးအဖွဲ့ကနေရက်ကွက်တွေအတွင်းပျက်စီးနေတဲ့လမ်းတွေကိုကွန်ကရစ်လမ်းအဖြစ်ပြန်ပြီးပြုပြင်တာတွေပြုလုပ်နေပါတယ်။ကွန်ကရစ်လမ်းအဖြစ်ပြုပြင်တဲ့လမ်းတွေကတော့မြို့မရောက်ကချယ်ရီလမ်းနဲ့အောင်ချမ်းသာရက်ကွက်ကလမ်းတွေကိုပြုပြင်ပေးခဲ့တာဖြစ်ပြီးတော့ဒေသခံမိဘပြည်သူတွေတွာလာရေးမှာအဆင်ပြေစေဖို့အဓိကရည်ရွယ်ပြီးပြုလုပ်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကလည်းမြို့မရက်ကွက်အတွင်းကလမ်းတွေမပျက်စီးစေဖို့အတွက်ရေမြောင်းတူးဖော်တာတွေပြုလုပ်ပေးသလိုလမ်းဘေးခြုံတွေတစ်ပင်တွေခုတ်ထစ်ရှင်းလင်းပေးခဲ့ပါတယ်။မိမိတို့ PSLF တီးနယ်လေးမန်တုံမြို့နယ်စီပင်သားရရေးအဖွဲ့အနေနဲ့မန်တုံမြို့အတွင်းပြုပြင်ဖို့ကြံရှိနေတဲ့လမ်းတရားတွေတိုးချဲဖို့ကြံရှိနေတဲ့ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆက်ပြီးပြုလုပ်သွားဖို့ရှိပါတယ်ရှင်။တောင်တပီကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေ။